ကဲ့နားချမှာပေါ့နော်ပထမဆုံးတင်ကြတဲ့နေ့ရဲ့ခံစားချက်ကတော့အရင် excited ဖြစ်တယ်ပေါ့နော်တသားမီမီတို့နဲ့တွေ့ရတဲ့ခံစားချက်ပေါ့နော်နောက်ပြီးတော့စပြီးတော့ဒီနာချာဘီစကူရောက်တဲ့အခါမှာလေတသားမီမီတို့နဲ့အတူတူပေါ့နော်လက်တွဲပြီးတော့တင်ကြရမယ်တသားမီမီတို့ကိုဂရုတစိုက်နဲ့ပေါ့နော်ကြည့်ရှုရမယ်ဆိုတဲ့အတွက်ကိုအမြဲဆက်စားရောက်ချင်မှာတော့အရင်စိတ်လှုပ်ရှားမှုဖြစ်ပါတယ်ရှင်အဓိကပေါ့နော်ဒီကျောင်းရွေးချယ်ရလဲပေါ့နော်အရေးကြီးရပေါ့နော်တသားမီမီတို့အတွက်ပေါ့နော်ကျောင်းရွေးချယ်မှုမှန်ကန်လို့ရှိရင်တသားမီမီတို့ရဲ့ပေါ့နော်အခုတည်းကနေပြီးတော့အနာဂတ်အထိကိုပေါ့နော်ရွေးချယ်မှုမှန်ကန်ကန်နဲ့ပေါ့နော်ဘဝတစ်လျှောက်လုံးဖြတ်သန်းရမယ်ပေါ့နော်ကျောင်းရွေးချယ်မှုမှန်ကန်ရင်နောက်လို့ရှိရင်ဒီမှာပေါ့နော်လောက်တဲ့ကိုပေါ့နော်ခံယူချက်ကတသားမီမီတို့ကိုအကောင်းဆုံးပေါ့နော်ပြည့်စုံပြောထောင်မယ်ဆိုတဲ့ခံယူချက်တော့ရှိပါရဲ့ရှင်ဟုတ်ကဲ့အခုလက်ရှိပေါ့နော်ပြည့်စုံပြောထောင်နေတဲ့ပုံစံကိုတော့သဘောကျနှစ်သက်ပါတယ်နောက်ပြီးတော့လည်းနောက်ထပ်လာမယ့်နှစ်တွေနောက်ထပ်လာမယ့်လတွေမှာလည်းပေါ့နော်ကိုကအကောင်းဆုံးကလေးတွေအတွက်ပေါ့နော်အကောင်းဆုံးပြည့်စုံပြောထောင်သူတယောက်ဖြစ်ချင်ပါတယ်ရှင်ဟုတ်ကဲ့2025-2026မှာချမှတ်ထားတဲ့ကိုကတော့တသားမီမီတို့အတွက်ကိုပေါ့နော်ဒီထက်ပေါ့နော်ဒီထက်မကပို့ပြီးတော့စောင့်ရှောက်ပေးနိုင်မယ်ဒီထက်မကလမ်းင်းလုပ်ပေးနိုင်တဲ့ဆရာမကောင်းတယောက်ဖြစ်ချင်ပါတယ်ရှင်နောက်ထပ်15နှစ်မှာတော့နာချားပေါ့နော်miss တွေအများကြီးနဲ့ဆရာဆမကြီးအများကြီးနဲ့ပေါ့နော်ပွဲကြီးအများကြီးနဲ့တသားမီမီတွေအများကြီးနဲ့ပေါ့နော်ပွဲလမ်းတွေဒီလိုဆင်နွှဲရမယ်လို့ရှေ့လာမယ့်ဥစ္စာမှာပေါ့နော်ကြိုပြီးမြင်မိပါရဲ့ရှင်